ဒီဇက်လန်လေးကလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်ကမြန်မာနဲ့ထိုင်းနယ်စပ်အနီးမှာဖြစ်ပျက်သွားခဲ့တာပါအရှင်တီလာနန္ဒနဲ့အရှင်တီလာဝန္ဒဆရာတော်နှစ်ပါးကကျမ်းတမ်းတဲ့ခရီးတွေကိုဖျက်ကျော်ရင်တောတွေတောင်တွေတဲကိုတရားကျင့်ကြံဖို့အတွက်ခရီးတွေအများကြီးနှင်ခဲ့ပါတယ်ယခုအခါမှာတော့ဆရာတော်နှစ်ပါးကထိုင်းဘက်ကနေပြီးမြန်မာနယ်နိမိတ်ထဲမှာရှိတဲ့တောကြီးတစ်ခုတည်းကိုရောက်ရှိလို့လာခဲ့ပါတယ်ဆရာတော်နှစ်ပါးကအသက်အရွယ်ကငယ်ရွယ်သေးပေမဲ့တီလာသမารီနဲ့ပြည့်စုံတာကြောင့်သူတို့ကဘာကိုမှမကြောက်ဘဲနဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးတွေကိုသူတို့ရဲ့စိန်ခေါ်မှုတစ်ရက်လို့သဘောထားပြီးတော့တရားအားထုတ်ကျင့်ကြံရတာကိုအထူးနှစ်သက်တဲ့ဆရာတော်နှစ်ပါးဖြစ်ပါတယ်ဒီလိုနဲ့ဆရာတော်နှစ်ပါးကတောထဲကိုနေရာထိုင်ခင်းကောင်းတဲ့နေရာကိုလိုက်ရှာနေရင်တရားကျင့်ကြံဖို့လုပ်ပါတော့တယ်တောထဲမှာလမ်းခူးလက်တနေရာမှာကိုအောင်ဆိုတဲ့တောလိုက်မို့ဆိုတယောက်လည်းရောက်ရှိလို့လာပါတယ်ဆရာတော်နှစ်ပါးနဲ့ကိုအောင်တို့တွေ့ဆုံကြတဲ့အခါကိုအောင်ကဆရာတော်နှစ်ပါးကိုရှင်ခိုးခါဝရပြုလိုက်ပါတယ်အရှင်ဘုရားတို့ဘယ်ကိုကြွမို့လဲဖေ။ဒီတောထဲကိုဘယ်လိုလုပ်ရောက်လာတာလဲ။ဒီလိုပါတကားဆရာတော်တို့နှစ်ပါးကတောတွေတောင်တွေထဲမှာတရားလိုက်လံအားထုတ်နေတဲ့ကိုတော်နှစ်ပါးဖြစ်ပါတယ်။ဒီတောထဲမှာတရားကျင့်ဖို့အတွက်ကိုတော်တို့နေရာလိုက်ရှာနေတာပါ။ဟုတ်လားရှင်ဘုရား။ဒါဆိုရင်တပည့်တော်တစ်ခုလောက်မေးပြရစေ။ရပါတယ်မေးပါတကား။ဘာများလိုရှိပါသလဲ။တခြားတော့မဟုတ်ပါဘူးအရှင်ဘုရား။အရှင်ဘုရားတို့ကိုအရင်ကတခါမှဒီဘက်မှာမတွေ့ဘူးလို့လေ။အရှင်ဘုရားတို့ထိုင်းဘက်ကနေလာတာလားဗျာဟုတ်ပါတယ်တကားရှင်ဘုရားတို့နှစ်ယောက်ကထိုင်းဘက်ကနေပြီးတော့လာတာပါအခုမြန်မာနယ်နိမိတ်တဲကဒီတောဆက်တဲကိုရောက်တော့တရားကျင့်ကြံမှုအတွက်နေရာတစ်ခုလောက်လိုက်ရှာနေတာပါဒါဆိုရင်တပည့်တော်တစ်ခုလောက်ကူညီပေးပါလားရှင်ဘုရားတို့တပည့်တော်အရှင်ဘုရားတို့ကိုတရင်သုံးရမယ့်နေရာကိုလိုက်ပြပေးပါမယ်အဲ့ဒါကမြန်မာပြည်တဲကရွာတစ်ရွာဖြစ်ပါတယ်အဲ့ဒီရွာထိပ်မှာတစ်ပင်ကြီးနှစ်ပင်ရှိပါတယ်အရှင်ဘုရားတို့အဆင်ပြေမယ်ဆိုရင်အဲ့ဒီမှာတရားကျင့်ကြံအားထုတ်ပြီးတော့တရင်သုံးပေးဖို့မျှော်လင့်ပါတယ်ဒီလိုနဲ့တောလိုက်မို့ဆိုဖြစ်တဲ့ကိုအောင်ကဆရာတော်နှစ်ပါးကိုတောထဲမှာရှိတဲ့ရွာတစ်ရွာကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီရွာကမြို့ပြနဲ့အလံဝေးလာပြီးတော့တောထဲမှာတစ်ခုတည်းပဲရှိသောရွာဖြစ်ပါတယ်အဲ့ဒီရွာထိပ်မှာတော့တစ်ပင်ကြီးနှစ်ပင်ရှိနေပြီးတော့ဆရာတော်နှစ်ပါးကိုဒီမှာတရင်သုံးဖို့အတွက်ကိုအောင်ကကူညီပေးလိုက်ပါတယ်ပြီးတော့ရွာသူရွာသားတွေကိုလည်းဆရာတော်တို့ကိုကူညီဆောက်ရှောက်ပေးဖို့ပြောကြားခဲ့ပါတယ်။ရွာသားတွေကလည်းဆရာတော်တို့နှစ်ပါးသူတို့ရွာကိုရောက်လာတဲ့အတွက်အရန်ကိုမှဝမ်းသာပီတိဖြစ်နေပါတယ်။ဒီလိုနဲ့ညတညမှာဆရာတော်တီလာနဲ့ဆရာတော်နန္ဒတို့တရားကျင့်ကြံပြီးတော့မေတ္တာဖို့အမျှဝေနေချိန်မှာလေပြင်းတွေတိုက်ခတ်လာပြီးတော့ရှမ်းစိတ်ခံစားချက်ကိုခံစားလိုက်ရပါတယ်။ဆရာတော်တို့ကဒါကပုံမှန်ရှင်နေမဟုတ်ဘူးဆိုတာကိုနားလည်သဘောပေါက်လိုက်ရပါတယ်။ဒါပေမဲ့ဆရာတော်တို့ကကိုယ့်အလုပ်ကိုပဲဆက်လုပ်နေခဲ့တာပါ။ဆရာတော်နန္ဒကအတန်ကြားလို့မျက်စိဖွင့်ကြည့်လိုက်တဲ့အခါဆရာတော်တို့ရဲ့အရှိမလူအုပ်တအုပ်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူအုပ်တဲကလူတွေကပုံမှန်ရှင်နေမဟုတ်ဘူးဆိုတာဆရာတော်နားလည်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူအုပ်ကခဏကြာမှပဲပျောက်ကွယ်သွားခဲ့ပါတယ်။မနက်ခင်းအာယုံမတက်ခင်ဆရာတော်တို့နှစ်ပါးရွာထဲကိုဝင်ပြီးတော့ဆွမ်းခံကြွားခဲ့ပါတယ်ဒါပေမဲ့ထူးခြားနေတာကရွာထဲမှာကလူသူမရှိသလိုတိတ်ဆိတ်ပြီးရှောက်ကပ်နေပါတယ်ရွာပြက်ကြီးတစ်ခုလိုမျိုးဖြစ်နေတာကိုဆရာတော်နှစ်ပါးသတိထားမိလိုက်ပါတယ်ဆရာတော်နှစ်ပါးရွာထဲကိုရှောက်ဝင်လာရင်းနဲ့ခဏအကြာအိမ်ထဲကစကားပြောတဲ့အချို့ကိုကြားလိုက်ရပါတယ်အရှင်ဘုရားတို့ခဏလောက်ရပ်ပေးပါဦးစွန်းလောင်းကျင်လို့ပါအဲ့ဒီလိုအတန်ကြားပြီးတဲ့နောက်မှာအိမ်တကားပေါက်ထဲကနေပြီးတော့လက်အမဲကြီးတစ်ခုရှည်ပြီးထွက်လာပါတယ်အဲ့ဒါကတော့ဆရာတော်တို့ကိုစွန်းလောင်းဖို့အတွက်အိမ်ထဲကနေထွက်လာတာပါအဲ့ဒီလက်အရှည်ကြီးလောင်းလိုက်တဲ့စွန်းတွေကပုတ်တိုးနေတဲ့အစားအစာတွေဖြစ်နေပါတယ်နောက်တအိမ်ထပ်ပြီးတော့ထွက်လာပြန်ပါတယ်ဆရာတော်တို့ကိုခဏလေးရက်ခိုင်းပြီးတော့စွန်းထက်လောင်းပြန်ပါတယ်ဆရာတော်တို့နှစ်ပါးလည်းဒါကပုံမှန်ရှင်နေမဟုတ်တော့မှနားလေသဘောပေါက်တဲ့အတွက်သူတို့ကစွန်းတက်မခံတော့ဘူးစဉ်းစားလိုက်ပါတယ်အဲ့ဒီနောက်ရွာပြင်ကိုပြန်ထွက်မယ်လုပ်နေတဲ့အချိန်လမ်းပြောက်သွားခဲ့ပါတယ်ဆရာတော်တို့နှစ်ပါးလမ်းပြောင်းနေတဲ့အချိန်မှာရွာသားတွေထွက်ပေါ်လာခဲ့ပါတယ်အရှင်ဘုရားတို့ဘယ်ကိုသွားဖို့စဉ်းစားနေတာပါလဲဒီရွာတွေကထွက်သွားဖို့အတွက်တွေးနေကြတာလား
တပည့်တော်တို့ကိုဆွန့်လွတ်မသွားပါနဲ့အရှင်ဘုရားတို့တပည့်တော်တို့ကိုထားမသွားပါနဲ့နော်တပည့်တော်တို့ကောင်းမှုကုသိုလ်တွေလုပ်ရှင်လို့ပါတပည့်တော်တို့ကအကြာကြီးနေမှာဆွမ်းလောင်းခွင့်ရတာမလို့ဒီအခွင့်အရေးကိုလက်မလွတ်ရှင်ပါဘူးဒါဆိုရင်တော့တကားအမားကြီးမားနေပြီကိုတော်တို့ကိုဒီလိုမျိုးအတင်းကျပ်ရှုပ်ထားလို့မရပါဘူးတကားပို့ပြီးအပြစ်ဖြစ်လိမ့်မယ်ကုသိုလ်ကောင်းမှုလုပ်တယ်တရားလုပ်တယ်ဆိုတာကအသက်ရှင်နေတဲ့အချိန်မှာသာလုပ်လို့အဆင်ပြေတာပါလူဘဝတုန်းကလုပ်ခဲ့ရမယ့်အရာတွေပါတိတ်ဆုံးသွားပြီးမှဒီຢာတွေကလောက်ရတာအလွန်ခက်ခဲပါတယ်တကားတခြားစဉ်းစားပါအောင်ဘလို့ပဲဖြစ်ဖြစ်တပည့်တော်တို့ကဒီလိုမျိုးခွင့်ရေးရဖို့ဆိုတာအရန်ကိုကြားပါတယ်မရှိသလောက်ကိုရှားတယ်ဒါကြောင့်ကိုတော်တို့ကိုထွက်သွားခွင့်မပြုနိုင်ပါဘူးအဲ့ဒီလိုနဲ့နောက်ထပ်တရေတဆွေတွေပေါ်လာပြီးတော့ဦးစင်းနှစ်ပါးကိုသူတို့ဟာဝိုင်းထားလိုက်ပါတယ်ဦးစင်းတို့ကိုဘယ်တော့မှထွက်ခွင့်မပြုဘူးဆိုတဲ့သဘောနဲ့ပေါ့ထို့ကဦးစင်းနှစ်ပါးကဒီတရေတဆွေတွေကိုဒီလိုလုပ်လို့မရကြောင်းပြီးတော့ပို့ပြီးအပြစ်ဖြစ်မဲ့အကြောင်းအာကုသိုလ်တွေထပ်မယူသင့်တဲ့အကြောင်းကိုတေချာဖြောင်းပြပါတယ်ဒါပေမဲ့ဒီမြန်မာပြည်တွင်းမှာရှိတဲ့ကြွားပြက်ကြီးထဲမှာနေထိုင်ကြတဲ့တရေတဆွေတွေကသူတို့ကျွတ်လွတ်ဖို့အတွက်အရန်ကိုကြာနေပြီဖြစ်တာကြောင့်ဦးစင်းတို့ရဲ့ပြောစကားကိုမယုံကြည်ပါဘူးလက်မခံပါဘူးအဲဒါကြောင့်ဦးစင်းတို့ကိုအတင်းအဓမ္မဖမ်းဖို့ကြိုးစားခဲ့ကြပါတယ်ဦးစင်းနှစ်ပါးလည်းဒီတရေတဆွေတွေကိုကြည့်ပြီးတော့ဘလို့ဖြောင်းပြရမယ်နားမလဲတာနဲ့ရက်ကြည့်နေခဲ့ပါတယ်ခဏအကြာမှာတော့ဦးစင်းတို့အနားကိုတရေတဆွေတွေရောက်လာတဲ့အချိန်မှာတော့သူတို့မနက်ကတွေ့ခဲ့တဲ့တောလိုက်မို့ဆိုဖြစ်တဲ့ကိုအောင်ဆိုတဲ့လူတယောက်ရောက်ရှိလို့လာခဲ့ပါတယ်အားလုံးရက်လိုက်ကြစမ်းဒါကဘလို့ဖြစ်တာလဲမင်းတို့တွေအာကုသိုလ်တွေထပ်လိုချင်နေတော့မဲလားအခုတော့မှဒီဘဝရောက်နေတာကိုဘာလို့အာကုသိုလ်တွေထပ်လုပ်ရှင်ကြရလဲငါတို့ဒီဘဝရောက်နေတာတော်တော်ကြာနေပြီငါတို့မှရွေးချယ်စရာမရှိဘူးမင်းလည်းမင်းသွားပါငါတို့အလုပ်ကိုဝင်မချုပ်ပါနဲ့ငါတတိမပေးဘူးလို့မပြောနဲ့နော်မင်းတို့ကငါကောင်းကောင်းမွန်မွန်ပြောနေတာဒီထက်ပိုဆိုးလာရင်တော့ငါလုံးเสียရှိတာကိုဆက်လုပ်ရမှာပဲအဲ့ဒီအခါကျမှငါ့ကိုအဆိုးမဆိုးနဲ့မင်းတို့လုံးရဲ့မင်းတို့ပြန်စဉ်းစားပါပြီးတော့ဒီဆရာတော်တွေကိုမနှောက်ယှက်ပါနဲ့တကယ်လို့ငါပြောတာကိုလက်မခံဘူးနားမထောင်ဘူးမင်းတို့လှုပ်ရှင်တာမင်းတို့ဆက်လုပ်မယ်ဆိုရင်တော့ငါလည်းမင်းတို့ကိုတနာညတာနေမှာမဟုတ်ဘူးအဲ့တော့မင်းတို့ကြိုက်တဲ့လမ်းကိုရွေးပါမင်းတို့ဘာဖြစ်ရှင်လဲမင်းတို့ပြီးတော့ဘာဆက်လုပ်မှလဲကြိုက်ရတာရွေးပါလို့ကိုအောင်ကပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီတစေတရေတွေကကိုအောင်ပြောတဲ့စကားကိုလည်းလက်မခံဘဲနဲ့ဆရာတော်တို့ကိုဖမ်းချုပ်ဖို့အရှိကိုတိုးလာကြပါတယ်ကိုအောင်ကနောက်ဆုံးတတိပေးပြီးတာဖြစ်တာကြောင့်သူ့ရဲ့မန်းမုတ်ထားတဲ့မြားကိုမိုးပေါ်သို့ပစ်ချလိုက်ပါတယ်အဲ့ဒီနောက်ဂါရမန်းထားတဲ့မိကွင်းတွေပေါ်လာပြီးတော့အဲ့ဒီတရေတစေတွေကိုဖမ်းချုပ်ထားလိုက်ကြပါတယ်တရေတစေတွေကအရန်ကိုပူလောင်ပြီးတော့နာကျင်ဝေဒနာခံစားနေရပါတယ်ကိုတော်နှစ်ပါးကဒီတရေတစေတွေပူလောင်ပြီးနာကျင်ဝေဒနာခံစားနေရတာကိုမကြည့်ရလို့တော်လိုက်မို့ဆိုကိုအောင်ကိုဦးစင်းနှစ်ပါးကတစေတရေတွေကိုဖမ်းရှုပ်ထားတဲ့ဂါရမန္တန်ကွင်းတွေကိုလွတ်ပေးလိုက်ဖို့အတွက်ကိုအောင်ကိုပြောလိုက်ပါတယ်တချို့အရာတွေကမေတ္တာဖြစ်တာအနိုင်ယူနိုင်ပါတယ်တကားသူတို့ကိုလွတ်ပေးလိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ကိုအောင်ကလည်းဆရာတော်တို့ရဲ့စကားကိုနားထောင်ပြီးဆက်ရှင်းပဲလွတ်ပေးလိုက်ကြပါတယ်အဲ့ဒီရဲ့နောက်မှာတော့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒါကတော့တရေတဆွေတွေကဆရာတော်တို့ရဲ့မေတ္တာဓာတ်တွေကိုနားလည်သဘောပေါက်ကြပြီးတော့တကယ်နှလုံးသားတွေကမေတ္တာစေမေတ္တာမှန်ကိုသူတို့ဟာသိရှိသွားပြီးတော့ခံစားခဲ့ကြရပါတယ်အဲ့ဒီနောက်မှာတော့ဆရာတော်ကိုထိုင်ရှင်ကိုကြော့ပြီးတော့တောင်းပန်ခဲ့ပါတယ်သူတို့ရဲ့အပြစ်အလုံးကိုလည်းဝန်ခံပြီးတော့ပျောက်ကွယ်သွားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မုတ်ဆိုးကိုအောင်ကဂါရာတစ်ခုကိုမန်းမှုတ်ပြီးတော့သူ့ရဲ့လေးများနဲ့မိုးပေါ်ကိုဆက်ရှင်းပဲထောင်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာမဲမောင်နေတဲ့ကောင်းကင်ကြီးကနေမင်းကြီးပေါ်ထွက်လာသလိုအလင်းရောင်များဖြာကျလာပါတယ်ခဏအကြာမှာတော့ကြွားတွေကအိမ်တွေလည်းပျောက်ကွယ်သွားပြီးတခါမှဘာမှမရှိခဲ့သလိုဟင်းလင်းပင်ကြီးဖြစ်သွားခဲ့ပါတယ်ကောင်းကင်ကြီးကလည်းကြည်လင်သွားပြီးတဲ့နောက်မှာဆရာတော်တို့နှစ်ပါးကကိုအောင်ကိုမေးခဲ့ပါတယ်ဒီကိစ္စတွေကိုတကားသိရှိပြီးသားလားလို့မေးခဲ့ပါတယ်အဲ့ဒီအခါကျမှကိုအောင်ကလည်းဆရာတော်တို့နှစ်ပါးကိုအမှန်တိုင်းဝန်ခံပြောပြလိုက်ပါတယ်တကယ်တော့ကိုအောင်ကဒီတောထဲကိုစောင့်နေတဲ့တောဆောင်နှက်ပါသူကဆရာတော်တို့နှစ်ပါးရဲ့သီလဓမ္မတွေကိုခံစားခဲ့ရပြီးတော့တချိန်လုံးကဒီမှာမြန်မာပြည်သူပြည်သားတွေရွာတက်ပြီးနေထိုင်ခဲ့ကြကြောင်းပြီးတော့အဲ့ဒီပြည်သူတွေစစ်တမ်းကြောင့်တိတ်ဆုံးခဲ့ကြပြီးမကျွတ်မလွတ်နဲ့ရှိနေကြောင်းနဲ့ဆရာတော်တို့နှစ်ပါးကိုသီလဓမ္မတွေပြည့်စုံတဲ့လူတွေမို့ကောင်းမှုကုသိုလ်လုပ်ပြီးကျွတ်လွတ်ဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့တပည့်တော်ခေါ်လာခဲ့တာပါလို့ပြောခဲ့ပါတယ်
တကယ်တော့အဲ့ဒီတောလိုက်မို့ဆိုရောင်ဆောင်ထားတဲ့ကိုအောင်ဆိုတဲ့လူကဒီတောအုပ်ထဲကတောဆောင်နှစ်သားမှန်ဆရာတော်တို့အားလုံးကိုသိရှိသွားခဲ့ပါတယ်အဲ့ဒီနောက်ကိုအောင်ကဆရာတော်တို့သွားလို့တဲ့ခရီးကိုလမ်းညွန်ပေးပြီးတဲ့နောက်မှာသူကိုယ်တိုင်အလင်းရောင်လေးအလုံးဖြစ်ပြောင်းလဲသွားပြီးတော့တစ်ပင်တစ်ပင်နဲ့ကိုဝင်ရောက်ပျောက်ကွယ်သွားတာကိုတွေးလိုက်ရပါတယ်ဆရာတော်တို့နှစ်ပါးလည်းကိုအောင်ကိုကြည့်ပြီးတော့သူတို့ကတာရုဆိုပြီးတော့၃ချိန်ခေါ်ပြီးတဲ့နောက်မှာသူတို့ရဲ့ခရီးကိုဆက်သွားခဲ့ပါတယ်ဟုတ်ကဲ့ဒီဇက်လန်လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်ဗီဒီယိုတွေထပ်လုပ်နိုင်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ